တခါတော့ဟာညသကောင်ရန်ချိန်တွင်တောင်မော်ရွာလေးတွေ၌ဝမ်းနေဝေယဖြစ်ရတခုဖြစ်ပွားခဲ့ပါတယ်။ရွာလေးရှိတစ်ပင်တွေမော်တွင်လက်ကြီးရွယ်ကိုမြို့သားတယောက်ရဲ့ရုပ်အလောင်းတွန်းလုံးကျလျက်ရှိနေတာကိုရွာသားများကတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီဖူကထူရွာကမဟုတ်တော့လိုဖြစ်ခဲ့ကြောင်းကိုဒေချာမသိခဲ့ကြတော့လဲရွာလေးကိုမကြာခဏဆိုးသလိုပစ္စည်းလာခိုးတဲ့သူဖြစ်တာကြောင့်ရွာသားအလုံးကမျက်မုန်းကျူးနေတဲ့သူဖြစ်ပါတယ်။ရွာလူကြီးကအဲ့ဒီသတင်းကိုသိတာနဲ့ဒေဇေကြီးအဖွဲ့တန်းချက်ချင်းဖုံးဆက်အကြောင်းကြားခဲ့ပါတယ်။ည10 နာရီခန့်လောက်မှာဒေဇေကြီးသမားဖြစ်တဲ့အသက်30ရွယ်ကိုတက်တာတယောက်ဖုံးလက်ခံရရှိတာနဲ့သူ့ရဲ့လက်ထောက်ဖြစ်တဲ့ကိုကောင်းတဲ့ခင်းဖြစ်ပွားတဲ့နေရာကိုမြန်ဆုံးဥတီထွက်ခွာလာခဲ့ကြပါတယ်။တောင်ပေါ်ကိုတက်ရတဲ့လမ်းကအရန်ကိုခက်ခဲကြမ်းတမ်းပါတယ်။ကီလိုမီတာ10နှစ်ချီဝေးပြီးမိုးရာသီဖြစ်တာကြောင့်လမ်းတစ်လျှောက်လုံးရွှွန့်နေဘက်တွေဇိုင်းခွက်တွေနဲ့ပြည့်နှံနေပါတယ်။ကယ်ဆယ်ရေးကားကိုထူထပ်လာတဲ့မြူနှင်းများနဲ့တဤရွာသွန်းနေတဲ့မိုးစက်များကြားမှာတောင်ပေါ်ကိုတဖြည်းဖြည်းချင်းတက်လာခဲ့ရတာပါ။ကားမီးအောင်ကရှေ့ကိုထိုးပြနေပေမဲ့ဘာကူမှတဲတဲကွယ်ကွယ်မမြင်ရပါဘူး။ကိုတက်ရာသည်အင်ဂျင်တန်နဲ့မိုးတန်ကလွဲပြီးဘာတန်မှမကြားရတဲ့လမ်းတစ်လျှောက်မှာလွန်သတိထားပြီးကားကိုမောင်းနှင်ခဲ့ရပါတယ်။လမ်းတစ်ဝက်ကိုရောက်တဲ့အခါကားနဲ့ရှေ့ကိုဆက်သွားရန်ခက်ခဲလာပါတယ်။အတင်းဆက်သွားရင်လည်းမတော်တဆကားအစီအတန်းဖြစ်နိုင်တာကြောင့်ကိုတက်ရာကားကိုလမ်းဘေးတွင်ချရခါရွာလူကြီးကိုပုံဆက်ခါလူလွတ်ကြိုခိုင်းခဲ့ရပါတယ်။ကိုကောင်းကအမှောင်လေးကျနေတဲ့ပဝင်းချင်းကိုကြည့်ကာကြောက်စိတ်ဝင်နေခဲ့ပါတယ်။တနာရီနီးပါးဆောင်ဆိုင်ပြီးတဲ့နောက်တောင်ပေါ်ကဆင်းလာတဲ့ဆိုင်ငယ်တစ်စီးရဲ့မိန်ဖြော့ဖြော့မီးအောင်ကိုမြင်လိုက်ရပါတယ်။အကိုတက်ရာအလောင်းကိုကျွန်တော်တို့ဘလို့တဲပြီးဆင်းကြမလဲဗျ။အခင်းဖြစ်တဲ့နေရာကိုအရင်သွားကြတာပေါ့။ငါမှနီးလန့်ရှိပါတယ်ကွာ။အဲ့လိုဒီငိမ်စွာပြန်ပြောပြီးဆိုင်ငယ်နောက်မှာလိုက်ပါသွားခဲ့ကြပါတယ်။အခင်းဖြစ်ပွားတဲ့နေရာကိုရောက်တဲ့အခါကိုတက်ရာနဲ့ကိုကောင်းတို့ကရွာသားများရဲ့ကြီးစုနေမှုများကြားမှာအလောင်းကိုတစ်ပင်ပေါ်ကနေအောက်ကိုချလိုက်ကြပါတယ်။အလောင်းကအရေပြားရောင်ပြောင်းလဲနေပြီးညိုမဲဆွဲနေတာကြောင့်ဒီဆုံးကနိုင်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်းသိသာလာပါတယ်။သူတို့နှစ်ဦးလည်းအလောင်းကိုပိတ်ဖြူနဲ့ပတ်ပြီးထုတ်လိုက်ကြပါတယ်။လူငယ်လေးဒီအလောင်းကိုဘလို့တဲပြီးဆင်းကြမှာလဲ။ငါလည်းမစင်းစားမိဘူးဟာ။ဆိုင်ငယ်နဲ့ပဲဆင်းမဲ့ရွာလူကြီးကျွန်တော်တို့ဆိုင်ငယ်ခဏငားပေးပါဗျ။ကိုတက်ရာရွာလူကြီးကိုခွင်တောင်းလိုက်ပါတယ်။ရွာလူကြီးကအလောင်းကိုဘလို့တဲမလဲဆိုတာနားမလည်ပေမဲ့ဆိုင်ငယ်ကိုငှားပေးလိုက်ပါတယ်။ကိုတက်ရာသည်ကယ်ဆယ်ရေးအလုပ်ကိုလုပ်ကင်လာသည်မှာနှစ်ပေါင်းများစွာကြာနေပြီဖြစ်၍လူသေးပေါင်းများစွာကိုလည်းမြင်မှုသူဖြစ်ပါတယ်။သူကတေးတစီကိုကြောက်ရွံ့တဲ့သူမဟုတ်ဘဲလူသားချင်းကူညီလိုသောစိတ်ဓာတ်ဖြစ်တာလှုပ်လာသူဖြစ်ပါတယ်။ကိုတက်ရာပိတ်ဖြူနဲ့ပတ်ထားတဲ့အလောင်းကိုဆိုင်ငယ်နောက်ခုံမှာတင်းလိုက်ပြီးတော့သူ့ရဲ့ကြောနဲ့အလောင်းရဲ့ကြောကိုမိလျက်ကက်လျက်နေထားတဲ့ကျိုးပြခိုင်းမှစွာချီနှောင်လိုက်ပါတယ်။ကိုကောင်းကချမ်းဆိုင်ငယ်စည်းနဲ့နောက်ကနေကပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ည3 နာရီခန့်အေးဆက်မောင်မိုက်နေတဲ့ချိန်တွင်ကိုတက်ရာဆိုင်ငယ်ရှည်မိကိုအားကိုးကလမ်းကျမ်းပေါ်တွင်အလောင်းကိုတင်ကမောင်းနှင်လာခဲ့ရပါတယ်။လမ်းကကျိုင်းတွေခွက်တွေများလွန်းတာကြောင့်ဆိုင်ငယ်ကိုရှင်ဖြစ်မောင်းရမရပဲဘယ်ညာရိတ်ခါနေပါတယ်။အဲ့ဒီချိန်မှာနောက်ကလိုက်လာတဲ့ကိုကောင်းရဲ့ဆိုင်ငယ်ကဂျိုင်ထဲကိုကျကဆက်ရက်သွားပါတော့တယ်။အကိုတက်ရာကျွန်တော်မောင်းလာတဲ့ဆိုင်ငယ်ပြတ်သွားပြီ။ဟုတ်လားငါရင်ဆင်းသွားနေမယ်။မင်းဖြည်းဖြည်းချင်းသာဆင်းပြီးလိုက်လာခဲ့တော့ကွာ။ကိုတက်ရာလည်းပြန်အောင်ပြောခဲ့ပြီးဆက်လက်မောင်းနှင်ခဲ့ပါတယ်။မိုးကထက်ပြီးရွာလာတာကြောင့်လမ်းမှာပူခက်ခဲလာပါတယ်။အဲ့ဒီအချိန်မှာကိုတက်ရာရဲ့ကြိုးဘက်မှာချောင်းဆူးတန်လိုအတန်တစ်ခုထွက်ပေါ်လာပါတယ်။ကိုတက်ရာဂီယူမဆိုင်ပဲရှေ့ကူသာအောင်ဆိုင်မောင်းနေပေမဲ့ချောင်းဆူးတန်မှာပုံမူကျေလာပြီးလူတယောက်အသက်ရှူချက်နေသည့်အတန်မျိုးနားထဲကြားလာရပါတယ်။သူကအလုံးလုံးရင်တရေကိုရိတ်ခနဲမြင်မှုတာမျိုးရှိပေမဲ့ယခုလိုနီးကက်6လက်ခင်းရမှုကြောင့်အနေငယ်စိတ်နှောက်ယှက်ဖြစ်လာပါတယ်။သိပါတယ်ဗျာကျွန်တော်ကူညီနေတာပဲလာမနှောက်ယှက်ကြပါနဲ့ဗျ။ကိုတက်ရာအဲ့ဒီလိုအော်ပြုံးလိုက်ပါတယ်။အဲ့ဒီအချိန်တွင်ဆိုင်ငယ်ကဂျိုင်းကြီးတစ်ခုတည်းကျသွားပြီး
လမ်းဘေးကိုဆိုင်ငယ်နဲ့အတူလဲကျသွားခဲ့ပါတယ်။ကိုသက်တာပုံးမဲ့ဒဏ်ရာများနဲ့ပြန်ထလာပေမဲ့ဆိုင်ငယ်နောက်မှာခြိထားသောလောင်းကပျောက်ဆုံးနေတာကိုတွေးလိုက်ရပါတယ်။ကိုသက်တာဖုံးတက်မီနဲ့ဘေးပါဝင်းချင်းကိုလိုက်လံရှာဖွေရာမြတ်တော်ထဲမှာမှောက်လျက်လဲနေတဲ့အလောင်းကိုတွေးရှိခဲ့ပါတယ်။သူကအလောင်းကိုပြန်မရန်ကြိုးစားနေတဲ့အချိန်လက်နှစ်ဖက်ကသူ့ရဲ့ခြေထောက်ကိုလာရောက်ဆွဲကိုင်းသလိုမျိုးခံစားလိုက်ရပါတယ်။ကိုသက်တာကမောကြည့်လိုက်တဲ့အခါမျက်နှာတစ်ခုလုံးဖူးရောင်ညုံမဲကရှာတန်းလက်နဲ့မျက်လုံးပြူးထွက်နေတဲ့အဖိုးရဲ့အလောင်းဝင်းရင်ကိုတွေးလိုက်ရပါတယ်။သူကတကူလုံးချက်သိမ်းထသွားကတရေကိုအတိုင်းသားမြင်လိုက်ရတာဖြစ်ပါတယ်။ကိုသက်တာဘာဖြစ်လို့လဲ။ကိုကောင်းရဲ့အော်မျိုးတန်းကြောင့်ကိုသက်တာတယောက်သတိပြန်ဝင်လာခဲ့ကကြည့်လိုက်တဲ့အခါဝင်းညင်မှာမရှိတော့ပဲအလောင်းသာရှိနေပါတော့တယ်။သူတို့နှစ်ဦးလည်းဆိုင်ငယ်ပေါ်ပြန်တင်ကတောင်အောက်ကိုဆက်လက်ဆင်းလာခဲ့ကြပါတယ်။ကားရှိယာကိုရောက်တဲ့အခါအလောင်းကိုကားပေါ်တင်ပြီးတာဝန်ရှိသူများထံအပ်နှံရန်ထွက်ခွာခဲ့ကြပါတယ်။လမ်းလျှောက်လုံးလဲချောင်းဆူးတဲ့များကိုဆက်လက်ကြားနေရတာကြောင့်နှစ်ဦးလုံးကြောက်ကြောက်နဲ့တိတ်ဆိတ်စွာလိုက်ပါလာခဲ့ကြပါတယ်။ကိုကောင်းကအမှန်ကနေတဆင့်ကားနောက်ခန်းကိုကြည့်လိုက်တဲ့အခါလောင်းဘေးတွင်ရိတ်တစ်ခုထိုင်နေတာကိုမြင်လိုက်ရပြီးတော့အဲ့ဒီအရေးကသူ့ကိုစိုက်ကြည့်နေတာကြောင့်ချက်ချင်းမျက်နှာလွှဲလိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းတွင်သူတို့နှစ်ဦးတည်ယူလာတဲ့အဖိုးရဲ့ရုပ်အလောင်းကလူသက်ခံရတာမဟုတ်ပဲကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ကိုသက်ရာသည်သူကြုံတွေ့ခဲ့ရသောထိတ်လန့်ဖွယ်ရာဖြစ်ရများကိုပြန်လည်ပြောပြလိရှိပေမဲ့သူ့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းများကိုဆုံးလွတ်ခြင်းမရှိခဲ့ပါဘူး။လူသေးသွားသည့်တိုင်အောင်ကိုယ်လိုသောစိတ်ဓာတ်ဖြစ်သာသူ့ရဲ့ပရိဟိတလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့ပါတယ်။